မင်္ဂလာပါစာအုပ်စာပေချစ်မြတ်နိုးသူအားလုံးရေကျွန်တော်တို့ရဲ့စာအုပ်စာပေလူမိတ်ဆွေ channel ကနေကြိုဆိုပါရစေဒီနေရာလေးဟာစာအုပ်စာပေကိုဘဝရဲ့အဖို့ဖြစ်တမတ်သူတိုင်းအေးအေးဆေးဆေးလာလေလို့ရတဲ့နေရာလေးပါဒီ channel မှာစာအုပ်အကြောင်းစာရေးဆရာအကြောင်းစာဖတ်ခြင်းရဲ့အလှပနဲ့ဘဝကိုပြောင်းလဲစေရဲ့စာပေအကြောင်းတွေကိုပြောပြပေးသွားမှာပါအတူတူစာအုပ်စာပေရဲ့လှပတဲ့ကဘာတွေကိုခီးထွက်ကြမလားဒီဟာအကုန်ဆိုတာကုသိုလ်မပြည့်စည်ဝင်တဲ့အရာမြတ်စွာဘုရားကတကယ်ကိုမပြည့်စည်ဝင်နေတဲ့ကုသိုလ်တွေဆိုတဲ့အထဲမှာဒီဟာကုံသုံးပါလဲပါတယ်တဲ့မြတ်ဖျားကိုကိုးကွယ်ရလို့စေကပ်ပြီဆိုရင်စေကပ်တယ်ဆိုပဲကုသိုလ်စေတနာဟာကုသိုလ်အလုံးမိမိတဏ္ဍမှာစီးဝင်လာဖို့ရာအတွက်လမ်းဖွင့်ပေးတာဖြစ်တော့ကြောင့်ကုသိုလ်လီဟာစီးဝင်လာတယ်လို့ဒီလိုပြောတာနော်ဖျားကိုကိုးကွယ်တယ်တရားကိုကိုးကွယ်တယ်တဏ္ဍာကိုကိုးကွယ်တယ်ဒီကိုးကွယ်မှု၃ရပ်ဟာလည်းပဲကုသလပိတန္တပုညပိတံစီးဝင်လာတဲ့ကောင်းမှုတွေပဲလို့မြတ်စွာဘုရားကဒီလိုဟောတာအဲ့ဒီတော့တရားရလို့ဆိုတဲ့နေရာမှာတရားရဆိုတာဘာကိုပြောတာလဲဘေးရန်အနေရဆိုးတွေကိုဖယ်ရှားပစ်နိုင်တဲ့စွမ်းအားရှိတဲ့အရာလို့ဒီလိုဆိုတဲ့မြန်မာလိုကကိုးကွယ်ရလို့ဒီလိုပြန်ပေမဲ့လို့တရားရဆိုတဲ့စကားလုံးအဓိပ္ပာယ်ကဖယ်ရှားပစ်ခြင်းဘာကိုဖယ်ရှားပစ်တာတော့ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပစ်တာအဲ့ဒီတော့ဆင်းရဲဒုက္ခတွေကိုဘယ်ရာကဖယ်ရှားပစ်တာတော့မေးရင်တရားတရားတဏှာယတနာ၃ပါးကဖယ်ရှားပစ်တယ်ဒါဖြင့်ဘလို့ပုံစံဖယ်ရှားပစ်တာတော့ကြည်မြတ်စွာဘုရားကကောင်းကျိုးချမ်းသာရဖို့အတွက်ကုသိုလ်ကောင်းမှုတွေလုပ်ဖို့မကောင်းမှုတွေလွတ်ကင်းဖို့ရာအတွက်အကုသိုလ်တွေကိုရှောင်ဖို့ဆိုတဲ့ဆုံးမတဝါဒပေးတယ်ဆုံးမတဝါဒအတိုင်းလိုက်နာမယ်ဆိုရင်ကြားရောက်မဲ့ဘေးရန်အနေတွေမကြားရောက်တော့ဘူးဆုံးမတဝါဒပေးပြီးလက်ညွန်ပြခြင်းဖြင့်တတဝါတွေတဏ္ဍမှာကြားရောက်မဲ့ဘေးအနေတွေဖယ်ရှားပစ်တယ်လို့ဒီလိုပြောတာတရားဓမ္မကတော့ညွန်ပြတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဘေးရန်အနေကလွတ်စီတယ်တန်ညာတွေကိုဘာလို့တရားရလို့ခေါ်တော့ဆိုရင်တန်ငါကုံကိုအာယုံပြုတ်ပြီးတော့လူတွေကုသိုလ်ကောင်းမှုလုပ်မယ်လက်အုပ်လေးတစ်ကြိမ်လောက်ချီလိုက်မယ်တစ်ကြိမ်တစ်ခါလေးဥနှိမ်ပြီးတော့ရှိခိုးလိုက်မယ်ပစ္စည်းလေးပါလူဒန်းလိုက်မယ်ဆိုရင်အင်မတန်ကြီးမြတ်တဲ့အတိုင်းတာခင်းမဲ့တဲ့ချမ်းသာဒုက္ခတွေရရှိမယ်အဲ့ဒီလိုရရှိစေဟာဘာကြရရှိစေတာတော့ဆိုရင်တန်ညာတွေကျင့်သုံးတဲ့ကိုကျင့်ဒီလားဆိုပါစို့မြေသားစာကောင်းတဲ့မြေထဲမှာတစ်ပင်လေးတစ်ပင်စိုက်တယ်စိုက်လိုက်တဲ့အခါကိုစိုက်တာကတော့တစီရဲ့ပဲဒါပေမဲ့လို့နှစ်စဉ်တီးပေးတာကထောင်ချီတောင်းချီတီးတာတနစ်သေးလဲမဟုတ်ဘူးနော်နှစ်ပေါင်းများစွာတီးတာအဲ့ဒါဘယ်သူကပေးတာတော့ဆိုရင်ဒီမြေကောင်းရေကောင်းကပေးတာပဲပေါ့အဲ့ဒီလိုပဲတဏ္ဍာကိုလူလိုက်လို့ရရှိတယ်ဆိုတာတဏ္ဍာပေါ်မှာပြောလိုက်တဲ့ကုသိုလ်စေတနာဟာထက်တလဲလဲတီးပွင့်နေတယ်ဆိုတဲ့အဓိပ္ပါယ်ကိုပြောတာပေါ့အဲ့ဒီလိုတီးပွင့်မှုကိုရရှိစေတာဟာဒါတဏ္ဍာရဲ့ဂုံပဲပေါ့အဲ့ဒီလိုတီးပွင့်မှုကိုရရှိစေခြင်းဖြင့်အပိုင်ငရဲတို့ဆင်းရဲဒုက္ခရောက်မဲ့အနေထားတွေကိုဖယ်ရှားပစ်လို့တဏ္ဍာကိုလည်းတရားရလို့ခေါ်တယ်အဲ့ဒီတရားရလို့ခေါ်တဲ့ယတနာ၃ပါးကိုကိုးကွယ်စေခဲ့တဲ့စိတ်တလေးကတရားကမနာအဲ့ဒီလိုကုသိုလ်စိတ်ကလေးဖြစ်လာတာဟာတာမန်ကုသိုလ်မဟုတ်ဘူးတဲ့ပုညာပိတဏကုသလပိတံဒါကိုအကြောင်းပြုပြီးကုသိုလ်တွေကိုယ်တဏ္ဍမှာမပြည့်စည်ဝင်လာနိုင်တယ်လို့မြတ်စွာဘုရားကအင်္ဂုတ္ထွိဒုစရီတလိပါတတုံမှာဟောတာကျေးဇူးတော်ရှင်ပါမောက်ခတ်ချုပ်ဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမလာဘိဝန္ဒ Folded hands, folded hands, folded hands. မေတ္တာဖြင့်အိုဘဲခီးသည်နှစ်ဆဲတတသမငါနှစ်ထောင်နှစ်ဆဲ6